တရိတ်ဆန်လေးတွေကကဘာကိုမြင်ပုံချင်းမတူကြပါဘူးရိတ်တကြီးအားလုံးပဲမင်္ဂလာပါရှင်ချစ်ကချန်နယ်လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်တရိတ်ဆန်လေးတွေကကဘာကြီးကိုပိုင်အမြင်နဲ့မြင်ကြတယ်ဆိုတာတင်ကြည့်ပါသလားဥပမာကိုရင်ဆိုရင်လူတွေထက်အမြင်အာရုံပိုကောင်းပါတယ်ဒီဗီဒီယိုလေးထဲမှာတော့တရိတ်ဆန်တချို့ဘယ်လိုပဲပုံမြင်တတ်ကြလဲဆိုတာလေးကိုမျှဝေပေးသွားမှာပါအရင်ဆုံးမွေတွေနဲ့စားလိုက်ချင်ပါတယ်သူတို့ရဲ့အမြင်အာရုံဟာလူတွေနဲ့လုံးဝကိုကွာခြားနေတာပါသူတို့မှာအနီးအောက်ရောင်ခြည်ကိုခန်းစားနိုင်တဲ့အာယုံကန်ဆဲတွေပါရှိပြီးသွေးနွေးတတဝါတွေရဲ့အပူကိုလည်းပုံရိပ်အဖြစ်မြင်နိုင်ကြပါတယ်။နွားတွေကတော့လူတွေလောက်အကြောင်းတွေကိုကောင်းကောင်းမမြင်ရပါဘူး။သူတို့ရဲ့မျက်လုံးထဲမှာအနီရောင်ကိုမြင်နိုင်တဲ့အာယုံကန်ဆဲတွေမရှိလို့အပြာနဲ့အစိမ်းရောင်ကိုပဲမြင်နိုင်ကြတာပါ။နွားရင်ပွဲတွေမှာသုံးတဲ့အဝိနည်းတွေကိုသူတို့ရဲ့မျက်လုံးထဲမှာတခြားအရိပ်တစ်ခုလို့မြင်နေရတာဖြစ်ပါတယ်။နောက်ပြီးနွားတွေကိုနောက်ကနေကပ်လာတာကိုမကြိုက်ကြပါဘူး။နောက်ပြီးနွားတွေရဲ့မြင်ကွင်းကလူတွေထပ်ပိုကျဲပါတယ်။မြင်းတွေဆိုရင်မျက်လုံးနေရာချထားပုံကြောင့်ရှေ့တဲ့ကနည်းနည်းကွဲနေတာပါ။ဆိုလိုတာကသူတို့ရဲ့ရှေ့ကအရာတွေကိုဓာတ်ရိုက်မမြင်နိုင်ကြပါဘူး။သူတို့လည်းနွားတွေလိုပဲအစိမ်းအဝါနဲ့အပြာရောင်တွေကိုပဲအဓိကမြင်ကြတာပါ။ငါးတွေကြတော့ခရမ်းလွန်ရောင်ကြီးကိုမြင်နိုင်တဲ့အာယုံခဆဲတွေရှိကြပါတယ်။ပြီးတော့လူတွေထက်ပုံဝိုင်းဆက်တဲ့မန်ဘလူးတွေရှိနေတာကြောင့်360ဒီဂရီနီးပါးမြင်နိုင်ကြတာပါ။သူတို့ကြတော့အယောင်အားလုံးကိုမြင်နိုင်ပါတယ်။ဒါပေမဲ့ရေအောက်မှာအလင်းရဲ့တဘာဝကြောင့်အနီရောင်ကိုတော့ခွဲခြားရခက်ခဲပါတယ်။ပင်လယ်နှစ်ပိုင်းမှာကျင်လည်တဲ့ငါးတွေကတော့မှောင်တဲ့နေရာမှာပိုးမြင်နိုင်ကြတာပါ။ညမန်းတွေလည်းအယောင်ကိုကောင်းကောင်းမခွဲနိုင်ပါဘူး။ဒါပေမဲ့ရေအောက်မှာမြင်နိုင်တဲ့စွမ်းရည်ကတော့လူတွေထက်အများကြီးတာပါတယ်။ငှက်တွေရဲ့အမြင်အာရုံကထူးခြားပါတယ်။လူတွေနဲ့မတူတာကငှက်တွေဟာခရမ်းလွန်ရောင်ကြီးကိုမြင်နိုင်ကြတာပါ။အဲ့ဒီစွမ်းရည်ကြောင့်မျိုးစေ့တွေကအထီးအမတွေကိုကောင်းကောင်းခွဲခြားနိုင်ပါတယ်။နောက်ပြီးသူတို့ကအာယုံစိုးစိတ်မှုလည်းအရင်ကောင်းကြတာပါလင်းယုံနဲ့သိငှက်တွေဆိုစမိုင်းအကွာကကြွတ်သေးသေးလေးကိုတောင်တွေ့နိုင်ကြပါတယ်ခိုရီဆိုရင်အသေးစိတ်လေးတွေကိုမြင်နိုင်ကြတာပါအဲ့ဒါကြောင့်ခိုရီရဲ့အမြင်အာယုံဟာလူတွေတဲ့နှစ်ဆပိုကောင်းတယ်လို့ယူဆကြပါတယ်ပိုးကောင်တွေရဲ့အမြင်အာယုံကလည်းခက်ဆန်းဆန်းတွေပါပဲရင်ကောင်တွေကပတ်ဝန်းကျင်မှာဖြစ်ပျက်တာတွေကိုခြုံငုံမြင်နိုင်ဖို့ခြောင်တောင်းများစွာသောမျက်လုံးအာယုံခံဆဲတွေပါရှိပါတယ်သူတို့ဟာအရာရာကိုစလိုမိုးရှင်းအနေနဲ့မြင်နိုင်ကြတာပါအဲ့ဒါကြောင့်သူတို့ကိုဖမ်းဖို့ခက်ခဲတာလည်းဖြစ်ပါတယ်ကျောင်းတွေကတော့အနီရောင်ကိုခွဲခြားမမြင်နိုင်ပဲအပြာရင်းရောင်လိုပဲမြင်ကြတာပါကျွတ်တွေကလည်းအနီရောင်ကိုမမြင်နိုင်ကြပါဘူးဒါပေမဲ့ပိုထူးဆန်းတာကသူတို့ရဲ့မျက်လုံးတစ်လုံးစင်းစီဟာသူ့ဘာသာသူအလုံးလုံးပြီးအရာအလုံးကိုအမြင့်နှစ်ထပ်မြင်နေရပါတယ်ကျောင်းတွေကတော့အနီနဲ့အစိမ်းရောင်ကိုမမြင်နိုင်ပေမဲ့အညိုအဝါနဲ့အပြာရင်းရောင်တွေကိုတော့ကောင်းကောင်းမြင်နိုင်ပါတယ်သူတို့မှာပိုးကျဲတဲ့အမြင်အာရုံရှိနေတာကြောင့်ဘေးဘက်ကအရာတွေကိုလူတွေထက်ပိုးမြင်နိုင်ပါတယ်။အမောင်တဲမှာဆိုရင်စောင်တွေကလူတွေထက်6ဆပိုးမြင်နိုင်ပြီးသူတို့ရဲ့မျက်စိတငယ်အိမ်တွေကိုအလင်းရောင်အတိုင်းလိုက်ပြီးချိန်ကြည့်နိုင်ပါတယ်။ခွေးတွေကတော့အနီနဲ့လိမ်မော်ရောင်ကိုမမြင်နိုင်ပေမဲ့အပြာနဲ့ခရမ်းရောင်ကိုတော့ကောင်းကောင်းမြင်နိုင်ပါတယ်။သူတို့ကမီးခိုးရောင်ပုံစံခွဲ40လောက်အထိကိုခွဲခြားမှတ်နိုင်စွာရှိကြတာပါ။ဖားတွေကတော့အစားစားတဲ့နေရာမှာအရန်ရွေးပါတယ်။မလုံရှားတဲ့အစားအစာကိုလုံးဝစိတ်မဝင်စားပါဘူး။ပုတ်တင်ညိုတွေရဲ့မျက်လုံးတွေကတော့သူ့ဘာသာသူလှုပ်ရှားနိုင်တာကြောင့်ခေါင်းလင်းစာမလို့ပဲပတ်ဝန်းကျင်အားလုံးကိုမြင်နိုင်ပါတယ်။သူတို့ဟာပုံနှစ်ပုံကိုတစ်ချိန်နဲ့မြင်နိုင်ကြတာပါ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။